ချက်ကတော့တိမ်အထင်ဖြစ်ထွန်းပြီးနေရာကွက်ကြားမိုးထစ်ကြုံရွာနိုင်ပါတယ်ရှင်နောက်နေ့ရက်အတွက်ခံမှန်းချက်ကတော့မောင်လေးရေရင်ငါထက်စားရင်လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နေပြီလားအာချရှိအရင်ငါထက်စားရင်လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နေပြီလားခဏလေးတကယ်ကြီးကိုလုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နေပြီလားဆိုတာမသိချင်ဘူးလားတေချာလေးစဉ်းစားကြည့်ပါဦးတကယ်တမ်းဒီမေးခွန်းကကျွန်တော်တို့စဉ်းစားနေစရာအောင်အလုံးနဲ့ဘဝကလည်းညီမျှတယ် Menu Life ကကျွန်တော်တို့လိုအပ်တာတွေကိုကူညီပေးဖို့အတွက်အများအားရှိတယ်စိတ်ရင်းကောင်းပြီးတော့ကူညီဆောက်ရှောက်ပေးတဲ့လုပ်ဖော်ကိုင်ဘက်တွေလည်းရှိတယ်ဒီဖွဲ့စည်းမှာအလုပ်လုပ်ရတော့မိသားစုတွေလည်းအချိန်ပေးနိုင်တယ်အဲ့တော့တကယ်တမ်းသူမေးတဲ့လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝဆိုတော့ပိုင်ဆိုင်ပြီးသားပဲဟုတ်တယ်မလားဘယ်လုံးမှာပဲဖြစ်စေ work life balance ကအရေးကြီးပါတယ် Menu Life ဟာဆိုရင်ဝန်ထမ်းတွေအားလုံးအတွက်အောင်မြင်မှုတွေတိုးတက်မှုတွေအပြင် work life balance ရဖို့အမြဲတမ်းကူညီပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ကိုယ်အလုံးမှာရောကိုယ်ပိုင်အချိန်မှာပါစိတ်အေးချမ်းသာစွာနေနိုင်တာကလုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝပါပဲ